That cleaver is disgusting. Don't taint my meat. သနာစရာကောင်းတဲ့မျိုးဆက်နဂါးလေးတစ်ကောင်ကိုတားသက်သမားကခုတ်ပိုင်းဖို့လုပ်နေချိန်မှာပဲလျှို့ဝှက်ဆန်းကျဲတဲ့အမျိုးသမီးတစ်ယောက်ကဝင်တားလိုက်ပါတယ်။သူမကဒီနဂါးလေးတွေအားလုံးကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်တာပါ။ဒီနေရာကတော့အေယာမအယိုးစုကြီးတွေကြားမှာတိစောက်ထားတဲ့တဲကန်နာရမျိုးတော်ကြီးဖြစ်ပြီးမော်ဝင်တရဝါမျိုးစုံကိုဖန်ဆီးရောင်းချနေတဲ့အကြီးမားဆုံးဈေးကြီးလေးဖြစ်ပါတယ်။မိမြေခွေးလေးတွေကစားလို့ Griffin ငှက်ပေါက်လေးတွေအထိလောင်ချိုင်းတွေထဲမှာသနာစရာကောင်းလောက်အောင်အကျဉ်းချခံထားရတာပါ။မျိုးရဲ့အလဲဘဟုကကွင်းပြင်ကျဲကြီးထဲမှာတော့အေယာမနဂါးကြီးတစ်ကောင်နဲ့တာရဲကြီးတစ်ကောင်ကိုတေမတွင်းတိုက်ပွဲဆင်နွှဲခိုင်းနေပါတယ်။ပွဲကြီးစင်ပေါ်ကလူကုန်ထန်တွေကတော့ဒီသွေးထွက်တန်ယိုပွဲကြီးကိုကြည့်ပြီးအပျော်ကြီးပျော်နေကြပေမဲ့လောင်ချိုင်ထဲကတတဝါလေးတွေအတွက်တော့နေရဲခန်းတစ်ခုပါပဲ။မျိုးသမီးဟာဈေးတန်းတစ်လျှောက်လှည့်လည်သွားလာရင်သူမရှာဖွေနေတဲ့အရာတစ်ခုကိုစောင့်ကြည့်နေပါတယ်။ကုန်သည်တစ်ယောက်ကရှားပါးသားရဲတစ်ကောင်ကိုလာပြပေမဲ့သူမအတွက်တော့စိတ်ဝင်စားစရာမဖြစ်ခဲ့ပါဘူး။သူမကတာမန်တတဝါတွေကိုလာရှာတာမဟုတ်မှန်းသိတာနေပါတယ်။ဒီအချိန်မှာပဲကောက်ကျစ်တဲ့ရုပ်သွင်းနဲ့ကုန်သည်တယောက်ကသူမစီရောက်လာပြီးတကယ်ရှားပါးပစ္စည်းတွေရှိတဲ့လျှို့ဝှက်နေရာတစ်ခုကိုခေါ်သွားပါတယ်။သူကဒဏ်ရာရနေတဲ့ Griffin ငှက်ကြီးတစ်ကောင်ကိုအရင်ပြပါတယ်။ဒါပေမဲ့သူမရဲ့မြောက်လေးကသဘောမကျတဲ့အခါမှာတော့ကုန်သည်ကအဖိုးတန်ဆုံးနဲ့အမြင့်ဆုံးဈေးပေးထားတဲ့တတဝါကြီးစီကိုခေါ်သွားပါတော့တယ်။အမောင်ထုဖုံးလွှမ်းနေတဲ့မြေအောက်ခန်းကျဲကြီးထဲမှာတော့အေယာမအနက်ရောင်နဂါးကြီးတစ်ကောင်ကိုတန်ကြိုးတွေနဲ့တုံနှောင်ထားပါတယ်။အမျိုးသမီးရဲ့မျက်နှာပေါ်ကအမာရွတ်ကိုမြင်တော့ကုန်သည်ကအတိတ်ကဇလန်းတစ်ပုဒ်ကိုပြန်ပြောပြပါတယ်။အဲ့ဒီဇလန်းကတော့တောနက်ထဲမှာမှော်ဝင်တတဝါလေးတွေနဲ့အတူနေထိုင်တဲ့ဆုံးမတစ်ယောက်အကြောင်းပါ။အင်အားကြီးမားတဲ့လူဆိုးတွေကရွာကိုမီးရှို့တတဝါတွေကိုအတင်းအဓမ္မဖမ်းဆီးသွားခဲ့ပြီးအဲ့ဒီဆုံးမလည်းတေဆုံးသွားခဲ့တယ်လို့သူကဆိုပါတယ်။သူတို့စကားပြောနေတော့မှပဲလက်နက်ကင်အဆောင်တွေရောက်လာကြပါတယ်။အမျိုးသမီးကသူမရဲ့ဓားကိုဆွဲထုတ်လိုက်ချိန်မှာတော့သူမပတ်ခုံးပေါ်ကမြောက်လေးပျောက်ဆုံးနေတာကိုသတိထားမိသွားကြပါတယ်။တကယ်တော့အဲ့ဒီမြောက်လေးဟာအခြားလောင်ချိုင်းတွေရှိတဲ့အခန်းစီကိုခိုးဝင်သွားခဲ့ပြီးအကျဉ်းကျနေတဲ့မော်ဝင်တတဝါတွေအားလုံးကိုလွတ်ပေးလိုက်တာပါဒေါသထွက်နေတဲ့တားရဲတရိษံတွေဟာအခန်းထဲကိုရုတ်တရက်ဝင်ရောက်လာပြီးအဆောင်တွေအားလုံးကိုရရဆက်ဆက်တိုက်ခိုက်ချေမှုန်းပစ်လိုက်ကြပါတယ်အခုမှပဲဒီမျိုးသမီးဟာပုံပြင်ထဲကတေဆုံးသွားပြီလို့ထင်ခဲ့တဲ့ဆုံးမဆိုတာကိုကုန်သည်ကြီးသိလိုက်ရပါတယ်။သူမဟာအေယာမနဂါးကြီးကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုဖြုတ်ပေးလိုက်ပြီးနောက်မှာတော့နဂါးကြီးဟာလွတ်လပ်ခြင်းရဲ့ဟိန်းဟောက်တန်ကိုကျေလောင်စွာမြည်ဟဲလိုက်ပါတော့တယ်။ဝင်းရောက်သွားတဲ့မော်ဝင်တတဝါတွေဟာမြို့ထဲကိုဝင်ရောက်မှွေနှောက်ကြတာကြောင့်တမျိုးလုံးရုံရင်းဆန်ခတ်ဖြစ်သွားပါတော့တယ်။အရင်ကတတဝါလေးတွေကိုနှိပ်စက်ခဲ့တဲ့ရက်ဆက်တဲ့ဈေးတွေတွေနဲ့အဆောင်တွေအားလုံးအခုတော့တားရဲတွေရဲ့ဘေးရန်ကနေအသက်လူထွက်ပြေးနေကြရပါတယ်။မြောက်လေးကတော့နဂါးကြီးရဲ့ခေါင်းပေါ်မှာဂုံယူဝင်ကြွားစွာထိုင်ရင်းအောင်ပွဲခံနေပါတယ်မျိုးဆောင်တက်တွေကတားဆီးဖို့စူးစမ်းကြပေမဲ့အစွမ်းထက်တဲ့တားရဲတွေရဲ့အဟုန်ကိုတော့ဘလို့မှမခံနိုင်ခဲ့ကြပါဘူးဒီအချိန်မှာပဲဆုံးမနဲ့သူမရဲ့နောက်လိုက်တွေဟာအေယာမမော်ဂိတ်တကားကြီးတစ်ခုကိုဖွင့်ပြီးမြို့ထဲကနေအေးအေးဆေးဆေးပဲထွက်ခွာသွားခဲ့ကြပါတယ်သူမတို့ထွက်သွားပြီးတာနဲ့တပြိုင်နက်မော်ဂိတ်တကားကြီးထဲကနေပောက်ကွဲထွက်လာတဲ့မီးတောက်မီးရှန်တွေနဲ့ချော်ရည်ဘူးတွေဟာမြို့ကြီးတစ်မြို့လုံးကိုဝါးမျိုးဖျက်ဆီးပစ်လိုက်ပါတယ်ဒီပျက်စီးယိုယွင်းမှုကြီးတွေကနေအေယာမလေပြန်တင်မောကြီးတစ်ခုသာလွတ်မြောက်သွားခဲ့ပါတယ်။လေပြန်တင်မောပေါ်မှာတော့ရွှေရောင်မျက်နှာဖုံးစွပ်ထားတဲ့ခေါင်းဆောင်ကြီးဟာအလွန်ကိုဒေါသထွက်နေပါတယ်။ဒီလိုပျက်စီးဆုံးရှုံးမှုကြီးအားလုံးဟာမိမတစ်ယောက်တည်းကြောင့်ဖြစ်ရတာလို့သတင်းပို့တဲ့တပ်သားကိုသူကရရဆက်ဆက်တပ်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့အကြီးတန်းလှတဲ့နင်းတို့ခွေးပြန်တပ်ဖွဲ့ကြီးကိုဆေလွတ်ပြီးအဲဒီဆုံးမကိုအသေးလဲလိုက်လံရှာဖွေဖို့မိန့်ပေးလိုက်ပါတော့တယ်။